法律上吧，ဒီကနေ့ဇန်နဝါရီလ29ရက်နေ့နရီဇီယာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမအေးမြခိုင်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ပုံနှကျွန်းနဲ့ပေါက်တော်ကကြီးရွာတချို့ကိုစစ်ကော်မရှင်လေကြောင်းတိုက်ခိုက်တဲ့သတင်း။ရခိုင်ဘက်ကပြစ်ခတ်မှုတွေကြောင့်ဘင်္ဂလားဒေ့ရှ်တန်ငါသည်2ဦးဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်း။ရခိုင်ပြည်အတွင်းရင်းနဲ့ရင်မောင်းတွေလိုက်နာရမယ့်စီကံချက်တွေကိုအေးထုတ်ပြန်တဲ့သတင်းတွေအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ရခိုင်ပြည်ပုံနာကျွန်းမြို့နယ်နဲ့ပေါက်တော်မြို့နယ်ကကြေးရွာတချို့ကိုစစ်ကော်မရှင်တပ်ကလေကြောင်းကနေတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ပုံနာကျွန်းမြို့နယ်ကွမ်းတောင်ကြေးရွာကိုစစ်ကော်မရှင်လေတပ်ကမနေ့ကဇန်နဝါရီလ28ရက်နေ့နေ့လယ်2နာရီကျော်မှာအသေးခံဒရုန်းနဲ့ပုံကျဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။အလားတူပဲပေါက်တော်မြို့နယ်တဲခုံကျေးရွာအပါအဝင်တောင်တန်းတွေကိုလည်းညနေ4နာရီဝန်းကျင်လောက်ကဂျက်ဖိုက်တာနဲ့ပုံကျဲတိုက်ခိုက်မှုတွေရှိခဲ့တယ်လို့မြေပြင်ဒေသခံတွေကပြောကြပါတယ်။ပုံနာကျွန်းမြို့နယ်ကွန်းတောင်ကျေးရွာကိုအသေးခံဒရုန်းနဲ့တိုက်ခိုက်မှုအတွင်းနေအိမ်တချို့မီးလောင်ခဲ့ပြီးပေါက်တော်မြို့နယ်ဘက်တိုက်ခိုက်မှုအတွင်းမှာလည်းအထူးအခိုက်ရှိနိုင်တယ်လို့မြေပြင်ဒေသခံတယောက်ကပြောပါတယ်။ထိခိုက်ပျက်စီးမှုအသေးစိတ်အခြေအနေတွေကိုတော့နရီဇီယာအနေနဲ့ဆက်လက်စုံစမ်းနေဆဲဖြစ်ပါရဲ့ရှင်။အင်္ဂါနေ့မနက်ပိုင်းမှာရခိုင်ဘက်ကနေပြစ်ခတ်မှုတွေကြောင့်ဘင်္ဂလားဒေ့ရှ်တန်ငါသည်2ဦးပြင်းထန်စွာဒဏ်ရာရရှိသွားခဲ့တယ်လို့သိရပါတယ်။ဒဏ်ရာရရှိသူ2ယောက်ကတော့ကော့ပစာခရိုင်တက္ကနတ်မြို့နယ်ဝါခွက်ရှောင်းဒေသမှာနေထိုင်သူတွေဖြစ်ကြတဲ့အသက်16နှစ်အရွယ်မဲလ်ဆိုဟဲနဲ့အသက်18နှစ်အရွယ်မတ်အော်ဘဒူလာတို့ဖြစ်ကြပါတယ်။လက်ရှိသူတို့2ယောက်ကိုအိုကီယာမှာရှိတဲ့ MSF ဆေးရုံကိုပို့ဆောင်ခဲ့ကြောင်းဒေသခံတွေနဲ့ဘင်္ဂလားရဲတပ်ဖွဲ့ကပြောကြားခဲ့ပါတယ်။မြန်မာဘက်ကကြီးစံတွေအများအပြားပြစ်ခတ်ခံရပြီးငါးဖက်သမား2ယောက်ဟာမြစ်ထဲမှာငါးဖက်နေချိန်ကြီးစံထိမှန်တရားရရှိသွားခဲ့တာဖြစ်တယ်လို့ကြီးစံထိမှန်သူရဲ့ဦးလေးတော်ဆက်သူတယောက်ကသတင်းပေးပို့ခဲ့ပါတယ်။ဆေးရုံကဆရာဝန်တွေကလည်းတယောက်ရဲ့ဘေးဖက်ခြေထောက်နဲ့လက်မှာကြီးစံတရားရရှိခဲ့ပြီးနောက်တစ်ယောက်ကတော့ဦးခေါင်းမှာပြစ်ခတ်ခံခဲ့ရတာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ဘင်္ဂလားဒေ့ရှ်လူမျိုးတွေဟာနေဆက်တစ်လျှောက်ကမိုက်ပေါက်ကွဲမှုတွေကြောင့်သူတို့ရဲ့ကိုလက်အင်ကဆုံးရှုံးနေကြရပြီးအာဆာ RSO တို့ဟာကော့ပဇာမှာရှိတဲ့အိုကီယာနဲ့တက္ကနတ်မြို့နယ်ကဒုက္ခသည်စခန်းတွေမှာပို့ပြီးလှုပ်ရှားလာနေတယ်လို့နေချာဆောင်တပ်ဖွဲ့ BGB အရာရှိကပြောကြားခဲ့ပါတယ်။အင်္ဂါနေ့မနက်ပိုင်းမှာရခိုင်ဘက်ကနေပြစ်ခတ်မှုတွေကြောင့်ဘင်္ဂလားဒေ့ရှ်တန်ငါသည်2ဦးပြင်းထန်စွာဒဏ်ရာရရှိသွားခဲ့တယ်လို့သိရပါတယ်။ရင်တွေလိုက်နာရမယ့်စီကံချက်ဆေးချက်နဲ့ရင်မောင်းတွေလိုက်နာရမယ့်စီကံချက်16ချက်တို့ကိုအသိပေးထုတ်ပြန်ထားတာဖြစ်ပါတယ်။အဲ့ဒီစီကံချက်တွေကိုလိုက်နာမှုမရှိဘဲနဲ့ဖောက်ဖျက်ပါကသက်ဆိုင်ရာရင်စီကံလမ်းစီကံနဲ့အညီအရေးယူဆောင်ရွက်သွားမယ်လို့လည်းဆိုထားပါတယ်။အခုလိုစီကံချက်တွေထုတ်ပြန်လိုက်တဲ့အပေါ်မှာကြိုဆိုပြီးရင်နဲ့ရင်မောင်းတွေအနေနဲ့လည်းသတ်မှတ်ထားတဲ့စီကံချက်တွေအတိုင်းမောင်းနှင်ကြဖို့လိုအပ်ကြောင်းရခိုင်ဒေသခံကိုတန်းထွန်းအောင်ကနှွေစရာကိုပြောပါတယ်။ရခိုင်မှာရင်အန်ဒီရဲ့ကင်းရှင်းပြီးရင်မတော်တဆမှုတွေကြောင့်အသက်အန္တရာယ်ထိခိုက်ဆုံးရှုံးမှုတွေမရှိစေရေးအတွက်အများပြည်သူပိုင်းခရိုင်ရှင်းဆက်လမ်းဧရိယာအကျေပေ150မြို့နယ်ရှင်းဆက်လမ်းဧရိယာအကျေပေ100ရွာရှင်းဆက်လမ်းဧရိယာအကျေပေ30အတွင်းဘယ်သူမှအစာအုပ်အသစ်ကျူးကျော်ဆောက်လုပ်ခြင်းတွေမပြုလုပ်ဖို့ကိုလည်းအရက်ခပြည်သူတော်လှန်ရေးအစိုးရကထုတ်ပြန်ထားပါတယ်။ဒီနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါဆက်လက်ပြီးပြည်ရင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့နေပြည်တော်တက်ကုန်းမြို့နယ်မှာဇက်ကပို့သွားတဲ့ဇော်လေးနိုင်ဇက်အဖွဲ့က6တဲကိုပြုတ်ကျလို့12ယောက်သေဆုံးသွားတယ်လို့သတင်းရရှိပါတယ်တက်ကုန်းမြို့နယ်အခြေကတောင်ညိုလမ်းပိုင်းမှာ6တဲထိုးကျသွားခဲ့တာဖြစ်ပါတယ်မနေ့ကဇန်နဝါရီလ28ရက်နေ့ညနေပိုင်း6နာရီလောက်မှာအခင်းဖြစ်ပွားခဲ့တာဖြစ်ပြီးဇက်အဖွဲ့ဝင်တွေထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ဒေသခံတွေကလည်းပြောပါတယ်။ဒဏ်ရာရရှိသူအရေးအတွက်ကလည်း10ကျော်ရှိခဲ့ပြီးနေပြည်တော်ကတင်တထောင်ဆေးရုံမှာစေကူတာမှုခံနေရတယ်လို့သိရပါတယ်။မြန်မာနိုင်ငံသဘင်အစည်းအရုံးဗဟိုကတော့ဇော်လေးနိုင်ဇက်အဖွဲ့ကားမှာ28ယောက်လိုက်ပါလာပြီးသေဆုံးသူ12ယောက်ရှိတယ်လို့မနေ့ကညပိုင်းမှာသတင်းထုတ်ပြန်ထားပါတယ်ရှင်။နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ Trump ရဲ့သတိပေးချက်အပြီးမှာအီရန်ရဲ့ကုလသမဂ္ဂဆိုင်ရာမစ်ရှင်ကလက်တုံ့ပြန်မယ်လို့ပြန်လည်ချိန်ချောက်တဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။တီဟီရန်မှာရှိတဲ့ခေါင်းဆောင်တွေအနေနဲ့နျူကလ িয়ার လက်နက်အစီအစဉ်အလုံးကိုဖျက်သိမ်းဖို့သဘောမတူပါကအီရန်နိုင်ငံကိုတိုက်ခိုက်မယ်လို့သမ္မတ Trump ကချိန်ချောက်ခဲ့ပြီးတဲ့နောက်ပိုင်းကုလသမဂ္ဂဆိုင်ရာအီရန်မစ်ရှင်ကလည်းအရင်ကမကြုံဘူးတဲ့တုံ့ပြန်မှုတွေနဲ့ကြုံတွေ့ရမှာဖြစ်တယ်လို့ဗုဒ္ဓဟူးနေ့က
ပြန်လည်ချိန်ချောက်ခဲ့တာဖြစ်ပါတယ်။သမ္မတဒေါ်နယ်ထရန့်ကလီယန်တင်သင်္ဘော USS Abraham Lincoln ရေတပ်သင်္ဘောအုပ်စုဟာအီရန်ကိုဥတီနေကြောင်းသတိပေးခဲ့ပြီးအစိုးရအပေါ်စီးရေးအရာအရေးယူဆောင်ရွက်နိုင်တယ်လို့ချိန်ချောက်ခဲ့ပြီးတဲ့နောက်ကုလသမဂ္ဂဆိုင်ရာအီရန်မစ်ရှင်ကအခုလိုမျိုးတုံ့ပြန်လာတာလေးဖြစ်ပါတယ်။လက်ရှိမှာအမေရိကန်စစ်သင်္ဘောအုပ်စုဟာအရှေ့လေပိုင်းကိုရောက်ရှိနေပြီဖြစ်တယ်လို့ဇန်နဝါရီလ26ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။အခုလအစောပိုင်းကလမ်းပေါ်ထွက်ဆန္ဒပြသူတွေကိုစားဝင်ရောက်ဆွတ်ဖက်ဖို့သမ္မတထရန့်ရဲ့ချိန်ချောက်မှုနောက်ပိုင်းဝါရှင်တန်နဲ့တီဟီရန်အကြားတင်းမာမှုတွေဟာလက်ရှိအချိန်အထိမြင့်တက်နေဆဲဖြစ်ပါတယ်။ ထရန့်ကအကူအညီတွေရောက်ရှိလာမယ်လို့အီရန်ဆန္ဒပြသူတွေကိုကတိပေးခဲ့ပေမဲ့အီရန်လုံခြုံရေးတပ်ဖွဲ့တွေကဆန္ဒပြသူထောင်ပေါင်းများစွာကိုတပ်ဖြတ်ခဲ့တယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။သမ္မတထရန့်အနေနဲ့ဒီလိုတပ်ဖြတ်မှုတွေပေါ်ပေါက်နေပေမဲ့လည်းအရေးယူဆောင်ရွက်မှုတွေတော့မရှိသေးပါဘူးရှင်။နော်ရီဇီယာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျမတို့နော်ရီဇီယာကထုတ်လွှင့်တဲ့သတင်းတွေကို www.narinzia.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။နော်ရီဇီယာရုပ်သံကိုကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကျန်းမာရှင်လန်းကြပါစေရှင်။